အားလုံးပဲမင်္ဂလာပါမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကျွန်တော်ကတော့မော်နမင်တန်းလေးကိုတိုးအောင်ပါခင်ဗျာဒီကကျွန်တော်ရိုးရာစာသင်မြေလက်ဝဲပွဲတည်ဆက်မှုမှာပြန်လဲကြိုဆိုပါတယ်ခုကြမဲ့ပွဲလေးရတော့နော်ဂျပန်မိန်းကလေးဖိုက်တာပေါ့နော်အတော်လေးကြမ်းတယ်လို့တစ်ချိန်လုံးကအတော်လေးကြမ်းခဲ့တဲ့ဖိုက်တာပေါ့နော်ကြမ်းပါတယ်ဆိုတော့မြန်မာဖိုက်တာမလေးတွေကိုသူ့ရဲ့တရောင်တွက်ချက်နဲ့နော်ပွဲသိမ်းဖိုးကွက်နဲ့မကြည့်အတော့ကျန်းတယ်လို့ပြောတယ်နော်အဲ့ဒီကျန်းပါတယ်ဆိုတဲ့ဂျပန်မကိုဘယ်သူနဲ့တွေ့မလဲဆိုတော့ကျွန်တော်တို့ရိုးရကြားအခုဝမ်းမှာပေါ့နော်တော်တော်လေးကိုပရိသတ်အားပေးမှုအတော်လေးရခဲ့တဲ့မိန်းကလေးဖိုက်တာပေါ့နော်ဘယ်လိုဖြစ်မလဲကျွန်တော်တို့ဗရိုနီကာရဲ့ဂျပန်နဲ့ထိုးထားတဲ့နော်မတ်တရားပွဲလေးတစ်ပွဲပေါ့နော်အသူကြည့်ဖို့အတွက်ကျွန်တော်တင်ဆက်ပေးထားပါတယ်မကြည့်ရသေးတဲ့မျိုးတွေတော့ပါနော်ကြည့်ပြီးတဲ့မျိုးတွေကတော့ကြော်သွားပေါ့နော်ကျွန်တော်ကတော့ကြည့်လို့ကောင်းလို့နော်ပြန်ကြည့်မယ်ဆိုပြီးတော့ရိတ်သက်တွေနဲ့အတူတူကြည့်အောင်ကျွန်တော်တင်ဆက်ပေးထားပါတယ်အတူတူကြည့်အောင်နော်ဗရိုနီကာဒုပရိုကတော့နော်တချင်းဆိုတာဝါသနာပါတယ်ကဲလက်ဝိတ်တမကြီးဖြစ်သွားတာနော်ကဲရိုနီကာနဲ့ဂျပန်ဖိုက်တာတို့ဘယ်လိုထိုးသွားလဲဆိုတာအတူကြည့်အောင်နော်ပွဲချင်းလေးတစ်ပွဲမို့နော်ကျွန်တော်ပြန်လဲတင်ဆက်ပေးထားတာပါကဲပွဲလေးဖြစ်ရင်စပါမယ်စတော့မယ်ဒါတော့မြန်မာရိုးရလက်ဝိတ်ပွဲပေါ့နော်ဂျပန်နဲ့မြန်မာနဲ့ထိုးတဲ့ပွဲလေးတွေပါညနေပေါက်ကြောက်စရာကြီးဟုတ်ကဲရှားပါမယ်နော်လက်ဝဲရင်းလေးပြမယ်ဗရိုနီကာအဲ့ဒီတော့ပေါ့နော်သူပရိုကြီးကပညာလီရောဘာတွေရောနော်ထိုးတက်ထိုးလုံးတွေရောတိတ်ပြီးတော့ပညာမစုံသေးတဲ့အချိန်တုန်းကပေါ့နော်ဒါမယ်နော်ဂျပန်နိုင်ငံကချန်ပီယံဆိုတဲ့ကျမ်းပါတယ်ဆိုတဲ့ဂျပန်နဲ့ခြာပြီးပထမချီလွတ်ပြီးโอ้လာတဲ့ကြမ်းပြီးဟဲ့โอ้โหจานนะฮะကန်နာတယ်โอ้จานပြီဟဲ့ဟောက်လက်တီးတွေစိုက်ထိုးပြိုင်ထိုးတယ်ဟာจานပြီတော့မယ်โอ้ကြားတယ်ဟဲ့ထိုးတယ်ကြားပါပြီကဲအမတ်စီကြီးကန်ထိသွားပြီနော်ချာခုနေโอ้โหกูပဲလှုပ်တာနော်ကျန်းတယ်ဟာလှုပ်တာနဲ့ကျန်းတာပဲဟိ
パパパパကန်နာတယ်ဂျပန်ကျန်နေပြီသူကတော့အမတ်စစ်ရီကန်ထိသွားပြီအိုးဟိုလိုက်ထိုးပြီဘရိုလဲတယ်လဲတယ်ကန်နာတယ်ထောက်လက်တီးတယ်ဟာအိုးကြောင်သွားပြီသူပရိုကြီးကြောင်သွားပြီသူရဲ့ပွဲသိမ်းလက်တီးနှစ်ယောက်လုံးပဲဟာတွဲပြီဟေ့ပြီးထိုးပြီးသူကလာတာနဲ့ယုံတာဟိုဒီဂျပန်အိုးတူနဲ့တူနဲ့ထိတယ်ပရိုကြီးထိုးရတယ်ထောက်လက်တီးကန်နာတယ်တွတ်တာဟာဟာထိပြီဟဲ့ရိုဂျီလိုက်ဖိထိုးပြီကန်တယ်လိုက်ထိုးပြီဘရိုကဲပထမကြီးပြီးဆုံးသွားပါပြီတက်လောက်ကြနေပြီနော်နှစ်ယောက်လုံးလွတ်တာနဲ့ယုံတော့အိုးသူရဲ့ပွဲသိမ်းတိုက်ကွက်အလေးငိုက်ပြီအဲ့ဒါတက်လောက်ကြနေပြီမောနေပြီဘရိုလက်တီနဲ့ထိတာနဲ့ဘရိုရေဒီဖိုက်တာမောက်ဘယ်လိုဖြိုနိုင်မလဲဟာဒီတော့ဘရိုမျက်နှာနော်ငယ်လေးပဲစီးသေးတယ်နောက်ထပ်ဂျပန်နဲ့မြန်မာနဲ့ထိုးထားတဲ့ပွဲလေးတွေအများကြီးစီးသေးတယ်နော်စင်တပြင်းလွတ်မယ်ကဲဒုတိယချီလွတ်တာနဲ့ယုံပြီဟေ့ဘရိုကတော့အတာယာပဲကစားနေတယ်ဂျပန်ကလောနေတာအမေဟိုထိတာဟာဝိုင်လက်တီးတွေဟာကွဲဝါပြီလားမသိဘူးအိုးဟိုလွတ်တာနဲ့ယုံတော့ကိုဘရိုဟိုတယ်လွတ်တာနဲ့ယုံတော့ဝါကန်နာတယ်ဘရိုတိုက်ထိုးပြီကျန်းလာပြီဟဲ့ဝါဟာကတ်
ထိုးပြီကျန်လာပြီဟဲ့ကဲထိုးရတယ်ထိတယ်ဟာဘရိုကတော့အတားရပဲကစားနေတယ်ဖက်ဖိုက်တာလောနေတာထိတယ်ဩပွဲတိုင်းတိုက်ခွက်လေးထိပြန်ပြီဟုတ်တယ်ဘရိုไอ้ထိုးတယ်ဘရိုကန်နာတယ်ကတ်ဟောကောင်းတယ်ပါတိုက်တယ်ဟိလုတ်ပြီးဟဲ့တက်လုံးကြနေပြီနှစ်ယောက်လုံးတော့တယ်ပဲဟဲ့ဘိုင်လက်တီဘရိုကတ်เย้ဒုတိယချီပြီးဆုံးသွားပါပြီခင်ဗျာဟိုကလွတ်တာနဲ့ရုံးတာကိုတက်လုံးကြတာဗောနော်ကောင်းနဲ့တိုက်တယ်ကြာကဲစီတဲ့ပြင်းလွတ်မယ်နော်ပရိုဘွဲကတော့ကြည့်လို့ကောင်းတယ်ဗျတော်မောနေပြီနော်ဖတ်ဖိုက်တာကတီငင်ကိုအေးချမ်းနဲ့မထိုးဘူးနော်သူကလုံးဝနေတယ်ဂျပန်မှာကျင်းပတဲ့ပွဲလေးပါနော်စင်ဒီပြည့်လွတ်မယ်ကဲစေတဲ့ပြည့်လွတ်ပါမယ်တတိယချီဘရိုအေးစီပဲတာယာပဲထိုးနေလိုက်ပြီးသွားတယ်ပတိစီပဲပါ巻いてそれからもう一度巻き直すんですが、ちょっとやはりいつもの感覚と違うでしょうから、これどうなんですか、山口さんはバンテージでパンチを繰り出すって機会はありましたか？今လိုလဲဟောတာနော်拳の一番強い部分だとかなかなか把握できにくい。そうですね。လက်ပတ်တီးလေးပြီးသွားတာ当てやすい逆に。意識しやすいんじゃないですか。なるほどね。ただ怖いですよね。指の負傷が。グローブはその分重さがあって相手にダメージがある。ちょっとまだ違いますもんね、この素手の感覚とはね。元気さんに聞いたら、やっぱり相手にダメージもあるけども、自分の拳へのダメージもある。痛めるでしょうね。セデピピラだからどっちとも言えないですね。でこれ山口さん、こういうインターバルっていうのは選手にとってはどういうような感覚になるんですか？そのプロ状況に応じてじゃないですかね。休みたい時休めたらまたちょっと稼いでいっちゃおうって。逆になるほど、アドバンテージにしたい。イシベタやばの今3ラウンド目
これ2分46秒で時計は止まっています。マイナさん、はい。一瞬の静寂です。そしてまた一瞬に火がつくというこれがすごいでしょ。もう気持ちの တစ်ဖက်ဖိုက်တာကတော့အမှတ်စဉ်တစ်ချိန်ရီကန်ထိတာနော် 音楽がスタートしますからね。ねえ、煽るようにさあ民族音楽が စာပြီးစတာနဲ့ तू ကလောနေတာတော့လားအေးစေးပဲလိုက်ထိုးတယ် bro ထိုးတယ် bro パンチを食いましたワンツー。顔をちょっと背けていますが、打ち込んで相手さえ掴めれば အပွဲရတော့ဟေး 掴めれば高橋の前、そこはプロレスラーだ。ブロニカはこの距離でパンチを繰り出していきます。ブロニカはこの距離でパンチを繰り出します。さすがにナショナルチープの強化指定選手ボクサー。 အေးစေးအတားရပဲ bro က 目を見て လိုက်ထိုးတယ် bro そして ကန်နာတယ် 左右ワンツーの連打。今ブロニカ。ブロックしてれば。さあ高橋が首を取った首を取った膝。 သူနဲ့တိုက်တာတဲ့ဟာ 高橋そのまま膝、そのまま今度は投げいくか。首を取って首を取って bro အတားရပဲနော် 首を溜めて投げた。ちょっと深 ပတ်ဆွဲဖို့တာကြောက်စရာကြီးဟာ いませんでした。しかしながら今の投げのタイミング、ブロニカは外しましたがちょっと嫌なもんです。高橋が押し込んでいく。 ဟောအထိပြန်ပြီးဟေး そして今捕まえている。首を掴んで膝。高橋今度はパンチ。 အေးစေးအတားရပဲ bro ကြီး 多いぞブロニカ手数は多いぞ。呼吸を整えて高橋の前。 ဟောထိတာဟာလိုက်ထိုးတယ် bro bro လိုက်ထိုးပြီး しかし倒れない。ナラエは倒れない。そのままထိုးတာဟာ ナラエ防戦。しかし甘い。 ဒီတစ်ခါကြာလို့ရှိရင်တော့အေးစေးပဲ 倒れない。しかし足は今フラフラしている。 အာဒီချုပ်ထားလိုက်တော့လား ナラエ大ピンチ。続き今度はブロニカが頭。高橋ようやく今 bro လက်တီမိုးလေးကျဲတဲ့ခါကျ तू မနိုင်တော့ ここはレスラーだ。ここはレスラーだ。 တက်လုံးတော့ကြာနေပြီ तू မောနေ 3秒。高橋負けない。一旦はフラフラっとしたその体勢ですが、新田さん立て直しましたね。 ထိုးမယ် bro 高橋これを嫌がる。高橋これを嫌がる。パンチを嫌がる。高橋が押される。高橋 ဇွဲမစော့ဝါဒီဖိုက်တာ ブロニカパンチ。ブロニカ今 တန်တန်ဖိုက်တာဆိုရင်အဆုံးပေးပလိုက်ပြီ 逆に倒した高橋の前。 ဇွဲကောင်းတယ်ဟေးအသေးလည်းကောင်းတယ် ホールの心を捉えました。高橋に大きな声援だ。しかし လိုက်ထိုးတယ် bro 10秒。 အာကြာပြန်ပြီ ようやくレスラーらしいところを見せましたがゴング。 ကဲတတိယအခြေတွေပြီးဆုံးသွားပါပြီခင်ဗျာကဲကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမလုပ်ရသေးဘူးဆိုရင်လည်းလုပ်တာပေးပါဦးနော်ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်တာပေးပါဦးနောက်ထပ်ပွဲအစ်စ်လေးတွေတင်တဲ့ခါကြလို့ရှိရင်တိုက်ရိုက်ကြည့်စုလို့ရအောင်ကဲပွဲကတော့အနိုင်ဆုံးဘလူးဆုံးဖြတ်ပေးမလဲမသိဘူးနော်ဘလူးကတော့တစ်ချက်အလဲထိုးထားတယ် ဘွဲကတော့ဘယ်လိုဆုံးဖြတ်ပေးမလဲဟာဘူးတွဲတည်ရပေးလိုက်တာဟာ は解説でも非常に理路整然と戦いを分析していました高橋七重が今リングの中でブロニカと まあプロは悩まの ということになりました。それでは両選手にいやー皆さん金メダルの授与です。今プロはビワバビなどんな印象をお持ちになりました。よろしくお願いします。数値見め数値見めなんか、なんていうんですかね、もうこれからすごいものを見れるんじゃないかなっていうはい期待でいっぱいです。ねえ、おそらくまだまだ戦う機会があるでしょうから、大きな声援でこれ高橋七重またリングにね立ってほしいですね。ねえ、だけどブロニカ選手もこれからラウェイでどんどんやっていったらということになるんでしょう。とんでもない選手になりますよ。これは今ラウェイ初参戦ですからね。これが慣れてくるとね。そうですよ。戦でこれはすごい見事な戦いでした。互いにご覧のように取ろうというその結果に終わりました。しかし新田さん、本当におっしゃるようにこのブロニカは
これからの伸びしろが楽しみですね。 ပရိုပရို 半端じゃないですね。あのパンチだけでも十分これ見応えありました。さあ高橋 လက်ဝဲကြီးနေ 今ご覧のように互いの泥をたたえる戦いの神への今居合ダンスです。高橋は悔しい声を出し တ まし လုံး た。 တော်ကြာနေပြီသလားဂျပန်မှာကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲရိုးရာဇာတိမြေလက်ဝဲချစ်သူများအားလုံးဆွေးနွေးချမ်းမြေ့ကြပါစေကျွန်တော်ကတော့မလမေတားလေးကိုတူအောင်ပါဘိုင်နောက်ဗီဒီယိုမှာပြန်လည်ဆုံစည်းမယ်နော်